စိတ်ဆွေးနေတာကြောင့်ဖခင်ဖြစ်သူကိုဆွဆွဲခဲ့တယ်ဆိုတဲ့ဂျူလီယာစိတ်ကဲဘရိတ်သက်ကြီးတို့၏ဖက်ရှင်လောကရဲ့နာမည်ကြီးလာခဲ့သူဂျူလီယာဆက်ဟာဆိုရင်အခုချိန်မှာဆိုရင်မိသားစုရဲ့ပြဿနာတွေနဲ့တူသူ့ရဲ့ကြောင်းနဲ့အားငယ်ကရိုက်ထားတဲ့ဗီဒီယိုတစ်ပုဒ်ဟာဆိုရှယ်မီဒီယာပေါ်မှာဂယက်ချနေကြတာပဲဖြစ်ပါတယ်။သူအနေနဲ့ကတော့ဖခင်ဖြစ်သူဟာမိခင်ဖြစ်သူနဲ့သူတို့တွေကိုအမျိုးမျိုးအဖို့ဖို့နှိပ်စက်ပြီးတော့ချင်းချောက်မှုတွေရှိတယ်လို့ပြောလာခဲ့ပေမဲ့နောက်ထပ်တစ်ဖက်ချမ်းမှာတော့ဂျူလီယာဆက်ရဲ့ဖခင်ဟာတစ်ဖက်သက်ပြန်ရှင်းပြလာခဲ့ပါပြီ။အဲ့ဒါကတော့ဦးရောဆန်ဟာသမီးဖြစ်သူဝါသနာပါရာအလုတ်ကင်လုပ်နိုင်ဖို့အတွက်နိုင်ငံသားမှာကြောင်းထားပေးခဲ့တယ်လို့စီဝါရေးတစ်ခုစနိုင်ဖို့ငွေကြေးသိန်းပေါင်း1000ကိုလည်းရင်းနှီးပေးခဲ့ပါသေးတယ်ဒီလိုမျိုးထောက်ပံ့ပြီးတော့မြေတောင်မြောက်ပေးခဲ့တာတောင်ဂျူလီယာဆက်တရားမတိတက်ခဲ့တဲ့ပြင်ဆေးဆွဲလာတဲ့ခိုက်တက်တွေလည်းရှိခဲ့တာကြောင့်ဖခင်နဲ့သမီးဖြစ်သူကြားအနေငယ်စကားပြောဆိုညင်းပွားမှုတွေရှိခဲ့တယ်လို့ဆိုလာခဲ့ပါတယ်ဒီကဲတည်းမှာကြတော့လေဂျူလီယာဆက်ဟာဆေးဆွဲနေတဲ့ဆိုတဲ့အကြောင်းပြချက်အတိအကျခိုင်မာရထားတာကြောင့်ဆိုရှယ်မီဒီယာပေါ်ကစောင့်ကြည့်သူတော်တော်များကသူတို့မိသားစုကြားကဘသူကိုယုံကြည်ပေးရမယ်မသိအတော်လေးစဉ်းစားစရာဖြစ်နေခဲ့ပြီပဲဖြစ်ပါတယ်။ဆိုတော့ပရိသတ်ကြီးအနေနဲ့ရောဂျူလီယာဆက်နဲ့ပတ်သက်ပြီးကိုယ့်ရဲ့အချင်းမြင်လေးကိုလည်းပြောသွားပေးခဲ့ပါအောင်ရှင်။